ဟုတ်ကဲ့ကျွန်တော်အခု root set ပြမယ် root set ပြမယ်ဆိုတော့ကျွန်တော်အခုသွားချင်တာကပြုံးတက်ကနေပြီးတော့TVRE အင်္ဂလန် TVRE ကိုသွားချင်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ point မှာသွားထားတာကပြုံးတက်ကနေပြီးတော့ဒီ Tarragona စပိန်ကိုသွားထားတယ်ကျွန်တော်တို့မှာဒီ root ရှိတယ်ကျွန်တော်တို့ကအခုသွားချင်တာကပြုံးတက်ကနေပြီးတော့ဒီ TVRE အင်္ဂလန်ကိုသွားချင်တာအဲကြတော့အင်္ဂလန်ကိုသွားထားတဲ့ root တစ်ခုခုကိုလိုက်ရှာမယ်ကျွန်တော်တို့ root နှစ်ခုကိုတစ်ခုပေါင်းပြီးသုံးမယ်အဲ့လိုမျိုးသုံးဖို့အတွက်ကျွန်တော်ဒီအင်္ဂလန် TVRE ကိုသွားထားတဲ့root တစ်ခုကိုတခြားသင်္ဘောတွေမှာလိုက်ရှာမယ်အဲကြတော့ကျွန်တော်တို့ရှာကြည့်မယ်ကျွန်တော်ဒီသင်္ဘောမှာတွေ့ထားပါတယ် Tungui Shorty ဆိုတဲ့သင်္ဘောဒီမှာပါဒီသင်္ဘောလေးမှာတွေ့ပါတယ်ဒီသင်္ဘောလေးကို select လုပ်လိုက်ပါဒါ net tracker ထဲမှာပါ net tracker ထဲမှာဒီသင်္ဘောလေးကို select လုပ်လိုက် select လုပ်ပြီးတော့ဒီမှာ route တွေကိုသွားပါကျွန်တော်တို့ TVRE ကိုသွားထားတဲ့ TVRE ကို destination ဒီကောင်သွားထားတဲ့ route ဒီမှာရိုက်ရှာကြည့်ပါGVTIL ဆို GVTIL ဆိုဒီမှာတွေ့လာပါပြီဆွဲကြည့်ပါကျွန်တော်တို့လမ်းကြောင်းနဲ့တူပါတယ်ဒီမှာ Sona Strait တွေ KO ကုတ်ဖုတ်တွေဖြတ်ပြီးတော့သွားထားတယ်အဲကြတော့ဒီ route တစ်ခုကိုကျွန်တော်ယူသုံးလို့ရပါပြီအဲကြတော့ဘယ် route ကိုယူသုံးလဲဆိုတော့နောက်ဆုံးသူ latest လုပ်ထားတဲ့ route ကိုယူသုံးတာပိုကောင်းပါတယ်အခုဆိုဒီမှာဆိုရင်10 February တော့သူ latest သုံးထားတဲ့ route အဲကြတော့ဒီ route ကိုကျွန်တော်ယူသုံးပါမယ်ယူသုံးတယ်ဆို route ကို select မှတ်လိုက်ပါလို့ select မှတ်လိုက်ရင်ဒီမှာပေါ်လာပါပြီသူမုတ်ပေါ်ကနေပြီးတော့ကိုရီးယားမုတ်ပေါ်ကနေပြီးတော့ဒီ TVRE ကိုသွားထားပါတယ်ဒီလမ်းကြောင်းတိုင်းသွားထားပါတယ်ဒီမှာပါ TVRE မြေကြောင်းထဲကိုဝင်လာတယ်မြေကြောင်းထဲကိုဝင်လာတွေ့ရပါမယ်โอเคပါအဲ့ route ကိုယူပါမယ်ယူမယ်ဆိုရင် select မှတ် y ဒီမှာ export လိုက်လိုက်ပါကျွန်တော်တို့သုံးနေတာ RDZ file ကိုယူပါပြီးရင် okay နှိပ်ပါ okay ကျွန်တော်တို့ဒါဆိုရင်ကွန်ပျူတာတွေကဒီ PC တွေကဘယ် file မှာ save မလဲဆိုပြီးတော့ save and destination ကိုရွေးလိုက်ပါရွေးပြီးတော့ဒီမှာ save ဆိုပြီးတော့နှိပ်လိုက်ပါဒါဆိုရင် destination ကိုရောက်သွားပါပြီအခုကျွန်တော်တို့ခုန route ကို route ဆက်မယ်ဆိုရင်ကျွန်တော်တို့မှာဒီမှာဆိုရင်နှစ်နေရာဆက်လို့ရတယ်ဒီသင်္ဘောမှာဆိုရင်ကျွန်တော်တို့ဒီ net station ဆိုတဲ့ software ထဲမှာဆက်မလားဒါမှမဟုတ် edit ထဲမှာဆက်မလားနှစ်နေရာဆက်လို့ရတယ်ကျွန်တော်အခု net station ထဲမှာဆက်ပြမယ် net station ထဲမှာဆက်မယ်ဆိုရင်ဒီမှာ net station ဆိုတဲ့ software လေးကိုဖွင့်ပါဖွင့်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်ဖွင့်ပြီးသားဆိုတော့ဒီမှာဖွင့်လိုက်ဒီလိုမျိုးလေးပေါ်လာပါမယ်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာအများကြီးရှိပါတယ်ဒီမှာရေးထားတဲ့အတိုင်းပဲ category ကိုခွဲပြထားတယ်ဒီမှာ shortcut တွေ publication ထဲမှာဆို ADP တွေ EMP တွေ IMO publication တွေဒီထဲမှာအကုန်ရှိတယ်ပြီးသွားရင်ဒီဘက်ကျမှ planning လုပ်ရတာဆိုကျွန်တော်တို့အခုဒီ basic plan ဆိုတဲ့ဒီ basic plan ဆိုတဲ့တဲ့ကိုဝင်ပြီးတော့ကျွန်တော်တို့route ဆက်မှာပေါ့ပြီးရင် weather တို့ဘာတို့ service တို့ဒီမှာအကုန်ရှိပါတယ်ကျွန်တော်တို့အခု basic plan နဲ့သွားပါမယ်ဟုတ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ basic plan ဆိုတဲ့ category တွေကိုဝင်လိုက်ပြီပေါ့အဲဒါဆိုဒီပုံစံပေါ်လာပါပြီဒီပုံစံပေါ်လာရင်ဆက်စားရင်ဒီမှာကျွန်တော်တော့ select လုပ်ထားလို့ဒီမှာ route နှစ်ခုမရှိဘူးဒီ route နှစ်ခုကမရှိသေးဘူးပဲထားပေါ့မရှိသေးဘူးဆိုရင်ကျွန်တော်တို့route ကိုခေါ်ရမယ် route ကိုခေါ်မယ်ဆိုရင်ဒီမှာကြည့်ပါကိုရီးယားပြုံးတက်ကနေပြီးတော့ဒါစပိန်တာရာဂိုနာကိုသွားထားတယ်ဒါကအရင်တည်းကဒီထဲမှာရှိပြီးသားဘာလို့လဲကျွန်တော်တို့ပြီးခဲ့တဲ့ point မှာဒီကိုသွားတော့ဒီထဲမှာလောက်ထားပြီးသားအဲကြောင့်ဒီကောင်ကရှိတယ်ကျွန်တော်တို့ခုနသင်္ဘောကခေါ်လိုက်တဲ့ route ခုနသင်္ဘောကကျွန်တော် select လုပ်လိုက်တဲ့ route ကွန်ပျူတာထဲကိုထည့်လိုက်တဲ့ route ကမုတ်ပေါ်ကနေပြီးတော့ဒီမှာGVTIL TVRE ကိုသွားထားတယ်ဒါကျွန်တော်တို့ခုမှဆွဲသုံးလိုက်တဲ့ route ဒီ route ကအခုဆိုရင်ပေါ်သေးမှာမဟုတ်မပေါ်သေးဘူးဆိုရင်ဒါကကျွန်တော်ထည့်ထားပြီးသားမလို့ပေါ်နေတာပေါ်သေးဘူးဆိုရင်ဒီမှာ input လုပ်ရပါမယ် input လုပ်မယ်ဆိုရင် input နှိပ်ပါ input နှိပ်လိုက်ပြီဆိုရင်ဒီမှာပေါ်လာပါပြီခုနကတော့ကျွန်တော်တို့မှတ်ထားတဲ့ destination file တွေကနေပြီးယူလိုက်အောင်ပါပဲဒီမှာအပေါ်ဆုံးမှာရှိပါတယ်ဒီပေါ်ဆုံးမှာရှိတဲ့လို့ select မှတ်ပြီးရင် open ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုရင်ဒီထဲကိုဝင်လာပါပြီဝင်လာပြီဆိုရင်ဒီပုံစံဒီထဲကိုရောက်သွားပါပြီအဲကြရင်ကျွန်တော်တို့သုံးမဲ့ route နှစ်ခုကျွန်တော်တို့ဖြတ်ထက်ညှက်လုပ်ပြီးတော့ edit လုပ်ပြီးသုံးမဲ့ route နှစ်ခုရပါပြီအဲ့လိုမှမဟုတ်ဘူး edit စီကနေပြီးတော့ route တွေဆွဲခေါ်နေတယ်ဆိုလဲဒီကနေပြီးတော့ဆွဲခေါ်လို့ရပါတယ်ဒီမှာ from edit ဆိုပြီးနှိပ်လိုက်ပါနှိပ်လိုက်ပြီးရင်ဒီမှာ flu node ဆိုပြီးတော့ကျွန်တော်တို့ edit နဲ့တန်းချိထားပါတယ် okay နှိပ်ပါဒီမှာဆိုရင် flu node ကျွန်တော်တို့ edit ထဲမှာရှိတဲ့ route တွေပေါ်လာပါပြီအဲ့ဒီကကိုလိုချင်တဲ့ route ကို select လုပ်ပြီးတော့ import ဆိုပြီးတော့နှိပ်ပါအဲ့ဒါဆိုရင်ဒီထဲကိုတန်းရောက်လာပါပြီခုလောဆယ်ကျွန်တော်တို့သုံးမဲ့ route နှစ်ခုကျွန်တော်ရပါပြီအဲ့ကြတော့ကြည့်ပါမယ်ကျွန်တော်တို့ပြုံးတက်ကနေထွက်လာမယ် route ကနှစ်ခုပါဒီမှာကြည့်ပဲကျွန်တော်တစ်ခုကိုပိတ်ပြပါမယ်ဒါဆိုရင်ဒါကျွန်တော်တို့ပြီးခဲ့တဲ့ point ရှာပို့ပြုံးတက်ကနေထွက်လာတယ်ထွက်လာပြီးတော့ကျွန်တော်တို့ဒီမှာထိုင်ဝမ်ဖြတ်တယ်ဒီမှာဆွန်နာဖြတ်တယ်ကေအောက်ကိုအောက်ကနေပြီးတော့ဒီမှာ
စပိန်ကိုသွားထားတယ်စပိန်တာရာဂိုနာကိုသွားထားတယ်ကျွန်တော်တို့ကအခုတစ်ခေါက်ကဒီတိုင်းပဲမောင်းလာမှာပဲဒါပေမဲ့ဒီနားလောက်ရောက်ရင်ကျွန်တော်တို့ကဒီဘောဆက်တက်မယ်အင်္ဂလန်ကိုသွားမှာဆိုတော့ဒီဘောဆက်တက်ပြီးတော့ဒီနားလေးကိုသွားမှာပါအင်္ဂလန်ဒီနားလေးကိုသွားမှာပါအဲကြတော့ဒီထဲမဝင်ဘူးဒီကနေတက်ပြီးတော့ဒီထဲကိုသွားမယ်အဲကြတော့ကျွန်တော်တို့ကဒီလူလေးကိုဖွင့်ကြည့်လိုက်ပါဒီလူလေးအတိုင်းသွားမယ်ဒီနားမှာကျွန်တော်တို့လမ်းခွဲသွားမယ်ဒုတိယမြောက် route မှာအခုဒုတိယမြောက် route ပေါ်လာတဲ့အတိုင်းလိုဆက်တက်သွားမယ်အဲကြတော့အဲ့နှစ်ခုတစ်ခုပေါင်းမယ်ဆိုရင်ဒီကောင်နှစ်ကောင်စုံနဲ့ဒီလမ်းကြောင်းနှစ်ခုစုံနဲ့အနည်းဆုံး waypoint တစ်ခုကိုရှာပါကျွန်တော်တို့အဲ့ဒါလုပ်ချင်တာအခုဆိုရင်ကျွန်တော်ဒီနေရာလေးကိုကြိုက်ပါတယ်ဒီနေရာလေးကနေစလုပ်ပါမယ်ဒီနေရာလေးကနေပြီးတော့ဒီဘက်ချောင်းဆမ်သွားမယ်နဲ့ဒီနေရာကနေပြီးတော့ဒီဘက် route ကိုကျွန်တော်ပေါင်းပါမယ်ကျွန်တော်ဒီတိုင်းလာပြီးရင်ဒီဘက် route တွေကိုကျွန်တော်ပေါင်းနေတာပါအဲကြတော့ကျွန်တော်ရဲ့ပထမလမ်းကြောင်းမှာဒီ waypoint ရဲ့နောက်ပိုင်း waypoint တွေအကုန်လုံးကိုကျွန်တော်မလုပ်ပါဘူးဒီထဲကိုမဝင်တော့ဘူးဒီ Mediterranean Sea တွေကိုကျွန်တော်မဝင်တော့ဘူးဆိုတဲ့အတွက်ဒီ waypoint နေပြီးတော့နောက်ပိုင်း waypoint တွေအကုန်လုံးကျွန်တော်မလုပ်ပါဘူးဒုတိယမြောက် route မှာဆိုရင်တော့ကျွန်တော်ကဒီ waypoint ရဲ့အရှေ့ပိုင်း waypoint တွေအကုန်လုံးမလုပ်ဘူးဒီမှာပါအဲကြတော့ပထမ route မှာဒီ waypoint ရဲ့နောက်ပိုင်း waypoint တွေကျွန်တော်မသုံးဘူးဒုတိယ route မှာကျွန်တော်ဒီ waypoint ရဲ့အရှေ့ပိုင်း waypoint တွေကိုကျွန်တော်မသုံးဘူးကျွန်တော်ဒီနားတစ်ခုဆက်ချင်တာအဲကြတော့ကျွန်တော်ဖြတ်ပစ်ပါမယ်ဖြတ်မယ်ဆိုရင်ဘယ်လိုဖြတ်မလဲโอเคပထမဆုံး route ကိုဆက်လက်လုပ်လိုက်ပါဒီမှာဒီ waypoint မှတ်ထားပါနာမည်ကို NOUDIBOU ဒီ waypoint နာမည်ကတော့ခေါ်ရခက်လို့ထားလိုက်တော့အဲ့ waypoint ကိုမှတ်ထားပါအဲ့ကြတော့ကျွန်တော်တို့မှရေးထားပါတယ်ဒီမှာဒီကျွန်တော်တို့ပထမသုံးတဲ့ route ပြုံးတက်ကနေစပိန်သွားတဲ့ route မှာဒီ NOUDIBOU ဆိုတဲ့ဒီ waypoint ရဲ့နောက်ပိုင်း waypoint တွေအကုန်လုံးကျွန်တော် delete လုပ်မယ်ပြီးရင်ဒုတိယမြောက်ကျွန်တော်သုံးမဲ့ route ဒုတိယမြောက်သုံးမဲ့ route မှာဆိုရင်အခုဒီမှာဒီ gap B ဆိုတဲ့ waypoint အဲ့ waypoint အရှေ့ပိုင်း waypoint တွေဒီမှာဒီ gap B ရဲ့အရှေ့ပိုင်း waypoint တွေအကုန်လုံးကျွန်တော် delete လုပ်မယ်အဲ့လိုမှတ်ထားလိုက်ပါမှတ်ထားပြီးတော့ okay ဒီကောင်ကိုပဲဆက်လက်လုပ်ထားပြီးတော့ edit ဆိုပြီးနှိပ်လိုက်ပါဒီမှာဒီညားလေးနဲ့ပါဒီကောင်ဆက်လက်လုပ်ရင် root ပေါ်လာမယ်အဲကြတော့ဒီမှာ edit ကိုနှိပ်မယ်ပေါ်လာပါပြီဒီမှာ waypoint တွေကျွန်တော်ဖြတ်မဲ့ waypoint နာမည် NOUDI အဲကြတော့ waypoint ကိုရှာပါဒီမှာပါတွေ့ပါပြီနံပါတ်63 waypoint အဲ waypoint ရဲ့နောက်ပိုင်းအကုန်လုံးကိုကျွန်တော်ဖြတ်ပစ်ပါမယ်ကြည့်ပါကျွန်တော်ဒီအထိပဲကျွန်တော်သုံးပါမယ်ဒီနောက်ပိုင်းအကုန်လုံးကဖြတ်မှာပါအဲကြတော့ဆက်လက်လုပ်လိုက်ပါဒီကနေစ64ကနေပြီးတော့83အထိနောက်ဆုံး waypoint အထိကိုဆက်လက်လုပ်ပါမယ်โอเคပါကိုကျွန်တော်ဆက်လက်လုပ်လိုက်ပါပြီ64ကနေပြီးတော့ဒီမှာဒီ waypoint နောက်ပိုင်း waypoint 64ကနေစပြီးတော့နောက်ပိုင်း waypoint တွေအကုန်လုံးဒီမှာပတ်အထိနံပါတ်83အထိကိုဆက်လက်လုပ်လိုက်ပြီဆက်လက်လုပ်ပြီးတော့ဒီမှာ delete နှိပ်လိုက်ပါ okay အဲ့ဒါဆိုရင်ဒီမှာကြည့်ပါဒီ waypoint နောက်ပိုင်းမရှိတော့ပါဘူးအဲ့ဒါဆိုရင် save လုပ်ပါမယ် save လိုက်ပါဟုတ်ကဲ့ပါအခုဖြတ်ပြီးသွားပါပြီဖြတ်ပြီးသွားပြီဆိုတော့ဒီမှာဒီ waypoint ရဲ့နောက်မှာပါ waypoint မှာမရှိတော့ပါဘူးအကုန်ပြောက်သွားပါပြီအဲကြတော့နောက်ထပ်သုံးမဲ့ route ကိုထပ်ရွေးပါဒီ route မှာကြတော့ဒီ gap B ဆိုတဲ့ waypoint ရဲ့အရှေ့ပိုင်းတွေအကုန်ဖြတ်ပါမယ်အဲကြတော့ဒီကောင်ကိုလည်း edit ပါအဲကြတော့ဒီ gap B ဆိုတဲ့ waypoint ကိုလိုက်ရှာပါမယ်ဒီ gap B ဆိုတဲ့ waypoint ကိုဒီမှာတွေ့ပါပြီဒီ gap B ဆို waypoint နံပါတ်60မှာတွေ့ပါတယ်အဲကြတော့ကျွန်တော်66ကနေပြီးတော့အရှေ့ပိုင်းတွေအကုန်လုံးဖြတ်ပါမယ်နံပါတ် waypoint 1ကနေပြီးတော့ waypoint 66ထိကိုကျွန်တော်ဖြတ်ပါမယ်အဲကြတော့ကျွန်တော် select လုပ်ပါမယ်အခု waypoint 1ကနေပြီးတော့66ထိကိုကျွန်တော် select လုပ်လိုက်ပါပြီ select လုပ်ပြီဆိုရင် delete ဖြတ်ပါမယ် delete okay အဲဆိုရင်ဖြတ်လိုက်ပါပြီကြည်ပါပထမသုံးမဲ့ root ကဒီအထိရှိပါတယ်နောက်သုံးမဲ့ root ကဒီပေါ်ပိုင်းထက်ရှိပါတယ်အဲကြတော့ဒီနေရာလေးကိုဆက်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့သုံးကျင်တဲ့ root တစ်ခုရပါပြီ
အဲ့တော့ဒီဒုတိယ root မှာကျွန်တော်တို့ဖြတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ save လုပ်မယ် save လုပ်ပြီးရင်အပြင်ကိုထွက်လိုက်မယ်ပြင်ကိုထွက်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့သုံးမဲ့ root နှစ်ခုကျွန်တော် select လုပ်ထားတယ်ဒီမှာဖြောက်လိုက်မယ်ဆိုရင်ပထမ root ပျောက်သွားမယ်ပြန်ပြီး select လုပ်လိုက်မယ်ဆိုရင်ဒီမှာပေါ်လာမယ်အဲ့ကြတော့ကျွန်တော်တို့ဘယ်လိုဆက်မလဲဆက်မယ်ဆိုရင်ကျွန်တော်တို့ဒီထွက်လာတဲ့ပို့ပေါ့တပါချာပို့ပါတဲ့ waypoint တပါချာပို့ပါတဲ့ root ကို root ကနေပြီးတော့ဆက်ပါမယ်တပါချာပို့ပါတဲ့ root ကနေပြီးတော့ဒီမှာ abandon ဆိုတာရှိပါတယ်ဖွင့်လိုက် abandon ဆိုတာနှိပ်လိုက်ပါအဲ့ကြတော့ဆက်မယ်ဆိုရင်ဒီမှာကြည့်ပါဒီတစ်ခုတည်းကို root တစ်ခုတည်းကို select လုပ်ပြီးတော့နှိပ်မယ်ဆိုရင် abundance မပေါ်ပါဘူး abundance ဆိုတာ set တဲ့ function မှာ root တစ်ခု set တဲ့ function အဲ့ကြတော့ဆက်မယ်ဆိုရင်ကို set မဲ့ root တစ်ခုကို select လုပ်ထားပါတယ်ကျွန်တော်တို့အခု set မဲ့ root တစ်ခုကိုအစဉ်အသင်းလုပ် waypoint နဲ့လည်း delete လုပ်သွားပြီဆိုတော့ကျွန်တော်တို့ set မဲ့ root တစ်ခုကိုဒီမှာရွေးပြီးတော့မှဒီလိုနှိပ်လိုက်တော့မှ abundance ဆိုတဲ့ function ပေါ်လာပါပြီအဲ့ကြတော့ abundance ဆိုတော့နှိပ်ပါဒီ abundance ဆိုတာကြတော့ကိုထွက်တဲ့တပါချာပို့ကနေပြီးတော့စပြီးဆက်ပါဟိုဒီကနေပြီးတော့ဟို arrival ပို့နေရာကြီးကနေပြီးတော့စပြီးတော့ဒီကနေပြီးတော့ကျွန်တော်ပြောတာဒီကနေပြီးတော့ဒီလိုမျိုး abundance ဆိုပြီးနှိပ်ပါနဲ့အဲ့ဒါပြောင်းပြန်ပြန်ဆက်နေပါလိမ့်မယ်အဲ့ကြတော့ root နှစ်ခုကိုရွေးပါတပါချာပို့ပါတဲ့ root ကနေပြီးတော့ abundance နှိပ်ပါအဲ့ကြရင်ကျွန်တော်တို့ edit လုပ်လို့ရပါပြီအဲ့ဒါဆို edit လုပ်ပါမယ်ဒီမှာသူဆက်ပေးထားပါတယ်ဒီနေရာကနေဒီနေရာလေးကိုဒီလိုလေးဆက်ပေးထားပါတယ်အဲ့ကြတော့ဒီလိုမျိုးမလို့ချင်ပါဘူးလို့ကျွန်တော်ဒီ waypoint လေးကိုဒီမှာအနည်းဆုံးနေအောင်ရွှေ့လိုက်ပါဒီ gap ပြီဆို waypoint ရွှေ့သွားပြီဆိုရင်အဲ့ဒီ gap ပြီဆို waypoint ကို select လုပ်ပြီးတော့ delete ဆိုပြီးတော့ဖြတ်ထုတ်လိုက်ပါ okay ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့သုံးမဲ့ root ready ဖြစ်သွားပါပြီကျွန်တော်တို့ဒီမှာပြုံးတက်ကနေပြီးတော့ပြုံးတက်ကထွက်လာမယ်ထိုင်ဝမ်ဖြတ်မယ်စွန်နာဖြတ်မယ်ပြီးရင်ဒီမှာ run line နဲ့မောင်းတယ်ဒီနေရာမှာ grade cycle ပြောင်းတယ်ဆို distance နည်းနည်းပို့တိုးပါမယ်ပြီးသွားရင်ဒီမှာ chaos code ဖြတ်မယ်ပြီးရင်ဒီမှာထောင်တက်လာမယ်တက်လာပြီးတော့ဒီမှာ England TView တွေကိုဝင်ပါမယ်အဲကြတော့ကျွန်တော်တို့သုံးမဲ့ root ready ဖြစ်သွားပါပြီဒါ root နှစ်ခုကိုတစ်ခုပေါင်းပြီးသုံးတာပါတစ်ခုပေါင်းပြီးဆက်ပြီးသုံးတာကိုကျွန်တော်net station မှာလုပ်ပြတာပါ edit မှာလည်းလုပ်လို့ရပါတယ်အခုကတော့ net station မှာလုပ်ပြတာပါအဲကြတော့ကျွန်တော်တို့ save ပါမယ်ဒီဟာကိုအဲကြတော့ save လိုက်ပါပြီ save ကိုနှိပ်ပါ save လုပ်ပြီးသွားပြီဆိုရင်ဒီမှာနောက်ကိုပြန်ထွက်လိုက်ပါပြန်ထွက်လိုက်မယ်ဆိုရင်ဒီမှာ root နှစ်ခု select လုပ်ထားပါတယ်ဒါကျွန်တော်တို့သုံးမဲ့ root ပါကျွန်တော်တို့အခုset root နှစ်ခုကိုဆက်ပြီးတော့ကျွန်တော်တို့ save လုပ်လိုက်တဲ့ root ပါဒါကတော့မလိုတော့တဲ့ root ပါဒီမှာကြည့်ပါတဝက်တစ်ပြက်ပဲရှိပါတော့တယ်ကျွန်တော်တို့ဖြတ်ထုတ်ထားတော့ဒီကောင်မလိုတော့ပါဘူးအဲကြတော့ဒီကောင်ကို delete လုပ်ချင်လုပ်လိုက်လို့ရပါပြီဒီကောင်ကိုပဲသုံးပါပါအဲကြတော့ဒီကောင်ကိုပိတ်လိုက်ပါတော့ဒီကောင်ကိုပဲသုံးမယ်ဒီကောင်ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့အခုနာမည်အသစ်ပြန်ပေးရပါမယ် KRPTK ကနေပြီးတော့ကျွန်တော်တို့ GBTIR TView တွေကိုသွားမယ်အဲကြတော့ဒီညာလေးကို GBTIR လို့ချိန်မယ်ဒီဟာတွေကတော့အဆင်ပြေပါတယ် fire Taiwan Strait နဲ့ Sona Strait ကိုဖြတ်ပြီးတော့သွားမယ်ဆိုတော့အဲကြတော့ rename လုပ်ပါမယ်မှာပါ rename နှိပ်လိုက်ပါ rename နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာKRPTK ကနေပြီးတော့ဒီမှာ GBTIR ဆိုပြီးတော့ပြောင်းပြီးရိုက်ပါမယ် GBTIR မှာ rename ဆိုပြီးတော့ root ပေါ်နေပါပြီကြတော့ save လိုက်ပါဟုတ်ကဲ့ပါအခု save သွားပြီဆိုရင်ဒီမှာ root has been rename successfully ဆိုပြီးတော့ပေါ်နေပါပြီဆို okay နှိပ်လိုက်ပါဒီမှာပါကျွန်တော်တို့ရဲ့ root အသစ်နာမည်အသစ်ဒါလေးကကျွန်တော်တို့သုံးမဲ့ root ပါဒါခုနကကျွန်တော်တို့ဖြတ်တန်းညက်လုပ်ပြီးတော့မလိုတော့တဲ့ root ပါအဲကြတော့ delete လုပ်လိုက်လို့ရပါပြီရော့ဒီမှာပါ delete okay delete ဖြစ်သွားပါပြီအဲကြတော့ကျွန်တော်တို့ဒီမှာသုံးမဲ့ root ရလာပါပြီဒီကောင်ကိုကျွန်တော်တို့ edit တွေကိုပို့ပါမယ် edit တွေကိုပို့မယ်ဆိုရင်ဒီမှာပါ to edit through no edit okay နှိပ်လိုက်ပါဒါဆိုရင် edit တွေကိုရောက်သွားပါပြီ